ဒီနေ့ဟာအမေရိကန်ပြည်ထောင်စုဝါရှင်တန်ပြည်နယ်စီယက်တယ်မြို့တိပိဋကကျောင်းတော်ရဲ့စုပေါင်းမဟာဘုံကထိန်အလှတော်မင်္ဂလာပွဲဖြစ်ပါတယ်အဝေးရောက်နေကြတဲ့မြန်မာပြည်သူပြည်သားများကိုယ်နိုင်ငံနဲ့ဝေးနေပေမဲ့လို့ဘာသာရေးတွေးမဝေးဘူးယဉ်ကျေးမှုတွေးတွေမဝေးဘူးဆိုတာကိုဒီပွဲမှာတွေ့နိုင်မှာဖြစ်ပါတယ်တစောင်းမုံလာပြီးတရင်ကျော်လာပြီးကျော်တရက်နေ့ကနေပြီးတော့တစောင်းမုံလာပြီးအထိတလတိုင်တိုင်ကထိန်သင်္ဟန်းလှူဒန်းနိုင်ပါတယ်ကထိန်ဆိုတာဘာကိုခေါ်တယ်လဲဆိုလို့ရှိရင်နံပါတ်1ဘုရားအဆူဆူချီးမွမ်းတော်မူတဲ့အလှဖြစ်လို့သင်္ကန်းဖြစ်လို့ဒီအလှဒီသင်္ကန်းကိုကထိန်သင်္ကန်းလို့ခေါ်ဆိုပါတယ်နောက်တနည်းကတော့ဒီကထိန်သင်္ကန်းကြောင့်ယဟန်တန်ဃာတော်များမှာကထိန်အာနိသင်အကျိုး၅ပါးခိုင်ခိုင်မြဲမြဲရရှိခံစားရပါတယ်ဒါကြောင့်အကျိုးအာနိသင်၅ပါးခိုင်မြဲစွာရတတ်တဲ့အတွက်ကြောင့်ခိုင်မြဲစေတတ်တဲ့အတွက်ကြောင့်ကထိန်လို့ဒီလိုခေါ်ပါတယ်ကထိန်သင်္ကန်းဟာအလုံးကိုစင်ကြယ်တန်ရှင်းရတဲ့သင်္ကန်းဖြစ်ပါတယ်ကထိန်သင်္ကန်းဟာမိုးပေါ်ကကျလာတဲ့သင်္ကန်းလို့ယဟန်တန်ဃာတော်တွေဟာကာယဝိညာဉ်ခန္ဓာကိုယ်အမူအရာအပြင်လည်းပဲကထိန်သင်္ကန်းလှူပါလို့အလှမခံကောင်းပါဝစီဝိညာဉ်နှုတ်အပြင်လည်းပဲမြွတ်ပြီးတော့အလှမခံရပါအဲ့ဒါလို့ယဟန်တော်ကကာယဝိညာဉ်ဝစီဝိညာဉ်နဲ့အလှခံလို့ရလာတဲ့သင်္ကန်းမျိုးနဲ့ကထိန်ခင်းလို့မရပါဘူးအမေတောင်မှအမေထံတောင်မှမိခင်ထံတောင်မှတောင်းလို့ရတဲ့သင်္ကန်းမျိုးမဟုတ်ပါဘူးအဲ့လိုမိခင်ထံမှတောင်းလို့ရတဲ့သင်္ကန်းမျိုးနဲ့ကထိန်ခင်းလို့မရပါဘူးဒါကြောင့်မိုးပေါ်ကကျလာတဲ့သင်္ကန်းမျိုးလို့တန်တန်ရှင်းရှင်းစင်စင်ကြဲကြဲသင်္ကန်းမျိုးဖြစ်ရပါတယ်ဒါကြောင့်မိုးပေါ်ကြကထိန်မိုးပေါ်ကြကထိန်ဆိုတာမိုးပေါ်ကျလာတဲ့အရာဝတ္ထုနဲ့တူလို့အဲ့ဒီကထိန်သင်္ကန်းကိုဆိုလိုခြင်းဖြစ်ပါတယ်ဒီကထိန်သင်္ကန်းကိုဘယ်သူတွေလှူနန်းနိုင်တယ်လဲဆိုရင်ဒကာဒကာမတွေကကထိန်လျာသင်္ကန်းအဖြစ်လှူဒန်းရပါတယ်တကယ်ကထိန်ခင်းရတာတော့တန်ခါကိစ္စဖြစ်ပါတယ်တန်ခါကံဖြစ်ပါတယ်တန်ခါတော်တွေကသာတိမ်ထဲမှာညက်ကမွာစာနဲ့ညက်ပြီးတော့သင်္ကန်းရှားပါတဲ့ပုဂ္ဂိုလ်ကိုရွေးချယ်ပြီးကမွာစာနဲ့ပေးရပါတယ်အဲ့ဒီသင်္ကန်းရတဲ့ပုဂ္ဂိုလ်ကကထိန်ခင်းရပါတယ်ကထိန်ခင်းနိုင်တဲ့လှူနိုင်တဲ့ကာလဟာတရင်ကျော်လာပြီးကျော်တရက်နေ့ကနေတစောင်းမုံလာပြီးအထိတလတိုင်တိုင်ကထိန်သင်္ကန်းလှူဒန်းလို့ရတဲ့ကထိန်ခင်းလို့ရတဲ့ကထိန်ခေတ်ကာလဖြစ်ပါတယ်တစောင်းမုံလာပြီးကျော်မှခင်းမယ်ဆိုလို့ရှိရင်ကထိန်မမြောက်တော့ပါဘူးကထိန်မဖြစ်ပါဘူးဒါကြောင့်ဒီတရင်ကျော်လာပြီးကနေပြီးတော့တစောင်းမုံလာပြီးအထိတလဟာကထိန်ခေတ်ကာလဖြစ်တဲ့အတွက်ကြောင့်ဒီကထိန်သင်္ကန်းတွေကိုဒီတလအတွင်းမှာကြောင်းတိုင်းမှာလှူဒန်းကြတာဖြစ်ပါတယ်နောက်ပြီးတော့ဒီကထိန်သင်္ကန်းဟာတကြောင်းမှာတစ်နှစ်ကိုတစ်ကြိမ်ပဲခင်းခွင့်ရှိပါတယ်ဒါကြောင့်ဒီအလွန်ထူးခြားတဲ့သင်္ကန်းလည်းဖြစ်ပါတယ်အလွန်ထူးခြားတဲ့အလှူလည်းပဲဖြစ်ပါတယ်ဘုရားဇူဇူချီးမွမ်းတော်မူတဲ့သင်္ကန်းဖြစ်ပါတယ်ဘုရားဇူဇူချီးမွမ်းတော်မူတဲ့အလှူလည်းဖြစ်ပါတယ်ဒါကြောင့်မလို့ဒီပြပရောက်နေကြပြီမဲ့လို့ဒကာဒကမတွေဟာစုပေါင်းကြပြီးတော့မုံမြတ်တဲ့ကထိန်လျာသင်္ကန်းကိုစုပေါင်းလှူဒန်းပြီးတော့နေ့စဉ်
ကထိန်မွဲကြီးချိန်တဲ့ကျင်းပကြတာဖြစ်ပါတယ်ဘာသာရေးပွဲလည်းဟုတ်ပါတယ်ယဉ်ကျေးမှုပွဲလည်းဟုတ်ပါတယ်ဒီနှစ်မှာလည်းပဲတိပိဋကကျောင်းတော်မှာတရားဓမ္မတွေစုပေါင်းကြပြီးတော့ရိုးရာမပြတ်အစဉ်လာမပြတ်နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့စုပေါင်းမဟာဘုံကတိန်အလှူတော်ကြီးကိုစီစီကာကာတိုက်မြိုက်တဲ့ကထိန်သင်္ကန်းနေပရိသာပင်နေလှဲ့ပြီးတော့လှူဒန်းကြတာအလွန်ကိုကြည်နက်เสียဝမ်းမြောက်เสียကြည်နူးเสียကောင်းပါတယ်ဒါကြောင့်တရားဓမ္မတွေအားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာပြီးလူဝါဆန္ဒများပြည့်စုံကြကအမျိုးဘာသာသာသနာအကျိုးများကိုစတတ်ဖို့တိုးကတည်ဖို့ထမ်းဆောင်နိုင်ကြပါစေကုန်သတည်း